Welcome to our latest episode. I'm your host, San. ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလျင်အကြောင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရတဲ့ချက်လက်တွေငလျင်ဖြစ်ရတဲ့အကြောင်းရင်းတွေနောက်ပြီးတော့ဘယ်လိုကြိုတင်ကာကွယ်မှုတွေလုပ်ထားတဲ့ဆိုတာကိုဒီ podcast ထဲမှာပြောသွားပါပါ။ March 28 ရက်နေ့2025ခုနှစ်မြန်မာစံတော်ချိန်မွန်းလွဲ12:50မိနစ်မှာမြန်မာနိုင်ငံအလဲပိုင်းအင်အား 7.7 Richter scale ရှိတဲ့အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်။အဲဒီငလျင်ကမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့အနီးစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမှာဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလျင်ရဲ့အနက်က10ကီလိုမီတာရှိတဲ့အတွက်ကြောင့်မို့အင်အားတော်တော်လေးပြင်းထန်ပြီးတော့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံမှာလည်းတော်တော်လေးဆိုးရဲထိခိုက်မှုတွေဖြစ်သွားခဲ့တယ်။မြန်မာနိုင်ငံမှာတော့ဒီငလျင်ကြောင့်အပျက်အစီးတွေတော်တော်လေးများခဲ့တယ်။မန္တလေးမြို့မှာအဆောက်အအုံတွေပြိုကျခဲ့ပြီးတော့တာစီပလီမှာဆိုလို့ရှိရင်ဝေပြုနေတဲ့လူရောက်50နီးပါးထိခိုက်တည်ဆုံးမှုတွေရှိခဲ့တယ်လို့လည်းသိရတယ်။တောင်မြို့မှာလည်းပလီတစ်လုံးပြိုကျပြီးတော့လူ14ဦးတည်ဆုံးခဲ့တယ်လို့သိရတယ်။မန္တလေးတက္ကသိုလ်ကလည်းတော်တော်လေးပျက်စီးခဲ့ပြီးတော့မီးပါလောင်ခဲ့ပါမန္တလေးမြို့အနီးကအေရဝတီမြစ်ကိုဖြတ်သွားတဲ့သမိုင်းဝင်အင်းဝတံတားဟောင်းလည်းပြိုကျသွားခဲ့ပြီးတော့စကိုင်းမြို့နယ်မှာရှိတဲ့စကိုင်းတံတားတစ်ခုလုံးလည်းလုံးဝပျက်စီးသွားခဲ့ပါတော့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်းမျက်နှာချက်တွေပြိုကျတာမြေအောက် ground floor မှာပျက်စီးတာဖြစ်ခဲ့တယ်နေပြည်တော်မှာဆိုလို့ရှိရင်လည်းလမ်းတွေကွဲတာမျက်နှာချက်တွေပြုတ်ကျတာတွေဖြစ်ခဲ့နေပြည်တော်ပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့လေကြောင်းထိန်းချုပ်ရေးတာဝါပြိုကျခဲ့တဲ့ဖြစ်စဉ်ကတော့တော်တော်လေးစိတ်မကောင်းစရာပဲအသက်ရှင်ကျန်ရသူမရှိဘူးလို့သိရပါတယ်မန္တလေးကျုံဘေးမှာရှိတဲ့နန်းမြို့တွေလည်းပျက်စီးခဲ့တယ်အထူးသဖြင့်သမိုင်းဝင်အဆောင်တစ်ခုဖြစ်တဲ့မယ်နုအုပ်ကျောင်းလည်းလုံးဝပျက်စီးသွားခဲ့တာကိုလည်းမြင်ရမှာပါပြီးတော့ရှမ်းပြည်နယ်အောင်ပန်းမြို့နယ်မှာရှိတဲ့ဟိုတယ်တစ်ခုလည်းလုံးဝပြိုကျခဲ့လို့အနည်းဆုံးလူ2ဦးသေဆုံးပြီးတော့20လောက်ပိတ်မိနေတယ်လို့လည်းသိရတယ်ပြီးတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာနှစ်ထပ်လက်ဖိတ်ဆိုင်တစ်ဆိုင်ပြိုကျပြီးလူ90လောက်ပိတ်မိနေတယ်ပြည်ကြီးတကုံမြို့နယ်မှာလည်း3ထပ်ကားအပေါ်ပစ္စည်းဆိုင်တစ်ဆိုင်ပြိုကျပြီးတော့ဝန်ထမ်း10ဦးကျော်လောက်ပိတ်မိတယ်အဲ့ဒီမြို့နယ်မှာပဲဆောက်လက်စအဆောင်တစ်ခုပြိုကျပြီးလူ10ဦးသေဆုံးပြီးတော့အများအပြားပိတ်မိနေတယ်လို့လည်းသိရတယ်။နေပြည်တော်မှာရှိတဲ့ဗဒါရေးဆောင်တွေနဲ့နေအိမ်တွေလည်းပျက်စီးခဲ့ပြီးတော့ရှမ်းပြည်နယ်တောင်ကြီးမြို့အနီးကဘုံကြီးကျောင်းတွေလည်းပြိုကျတာပျက်စီးတာဖြစ်ခဲ့တယ်။ပြီးတော့ပဲခူးတိုင်းတောင်မြို့နယ်မှာလည်းကျောင်းတစ်ကျောင်းပြိုကျပြီးတော့ကလေး9ဦးသေဆုံးခဲ့ရပြီးတော့ဗလီတစ်လုံးပြိုကျလို့လူ14ဦးသေဆုံးခဲ့တယ်လို့လည်းသိရတယ်။အဲ့ဒီမြို့နယ်မှာပဲယာယီခိုလုံရအဖြစ်အသုံးပြုနေတဲ့ကျောင်းတစ်ကျောင်းလည်းပြိုကျပြီးလူ20ကျော်ပိတ်မိနေခဲ့လို့သိရတယ်။ပြီးတော့စကိုင်းမြို့နယ်အထက်အမြင့်အဆောက်အုံတစ်ခုပြိုကျလို့လူ2ဦးသေဆုံးခဲ့ပြီးတော့အင်းလေးကန်နီးယားကျွော်မှာလည်းလူ4ဦးသေဆုံးပြီးတော့အင်ဂျီ100ကျော်ပျက်စီးခဲ့တယ်။စေတီပထိုးတွေလည်းပျက်စီးခဲ့လို့သိရတယ်။ဒီမြို့နယ်မှာလည်းနေရန်တစ်ခုအုံနယ်တစ်ခုပြိုကျပြီးတော့ဗောနော်မိသားစုဝင်4ဦးသေဆုံးခဲ့တယ်။လက်ရှိအနေထားအရတော့မြန်မာနိုင်ငံမှာအနည်းဆုံးလူ55ဦးကျော်လောက်သေဆုံးပြီးတော့200ကျော်လောက်ဒဏ်ရာရထားတယ်လို့သိရတယ်။တချို့သတင်းရင်းမြစ်တွေမှာတော့သေဆုံးတဲ့သူ59ဦးနဲ့ဒဏ်ရာရသူ252ဦးကျော်ရှိတယ်လို့လည်းဖော်ပြထားတယ်။ဒီအချက်လက်တွေတော့ကျွန်တော် Gemini ရဲ့ AI Deep Research နဲ့ Research လုပ်ခိုင်းတာဖြစ်ပြီးတော့မြေပြင်မှာအသေးပြောက်အပျက်စီးအချက်လက်တွေက up to date ဆက်ဖြစ်သွားမယ့်အချက်လက်တွေလည်းရှိသေးတယ်ပေါ့နော်။ထိုင်းနိုင်ငံမှာကျတော့ဒီငလျင်ရဲ့တက်ရောက်မှုတော်တော်ဆူဆူခံခဲ့ရတယ်လို့သိရတယ်။ဘာလို့လဲဆိုတော့ဘန်ကောက်မှာဆောက်လက်ဆောက်အထက်အမြင့်အဆောင်တွေတော်တော်များတယ်ပြီးတော့ဆောက်လက်ဆောက်အထက်30လောက်ရှိတဲ့အစိုးရရုံးအဆောင်တစ်ခုလုံးလည်းလုံးဝပြိုကျပြီးတော့အလုပ်သမား43လောက်ပိတ်မိနေတယ်တချို့သတင်းမှာကျတော့50လောက်ပိတ်မိနေတယ်လို့ပြောတယ်အဲ့ဒီနေရာမှာလူ3လောက်တိမ်ဆုံးပြီးတော့82ဦးပြောက်ဆုံးနေတယ်လို့လည်းသိရတယ်လူ9ဦးတော့အဖြစ်စီးကြားနေရနေပြီးတော့သူတို့ကတင်နိုင်ခဲ့ရပါတော့ဘန်ကောက်မြို့ရဲ့မြို့ဘက်ရထားနဲ့ဒီမြက်ထားတချို့ကိုလည်းခဏရက်ဆိုင်ခဲ့ရတယ်ပြီးတော့အထက်မြင့်အဆောင်တွေရဲ့ရေကူးကန်တွေပေါ့နော်အဲ့ဒီကရေဆိုလို့ရှိရင်လုံးဝလောက်ခါပြီးအပြင်လုံးရှန်ကြတဲ့အထိအင်အားတော်တော်လေးပြင်းထန်ခဲ့တာပေါ့နော်ဘန်ကောက်မြို့ကိုအခုလက်ရှိကဒီရက်နေရကြောက်ရောက်တဲ့ဒေသအဖြစ်တို့ဝန်ကြီးချုပ်ကကြေညာထားတယ်ဘာလို့လဲဆိုတော့ဘန်ကောက်ကဒီနိုင်ငံအထက်မြင့်အဆောင်တွေတော်တော်လေးများတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရန်ကြီးတယ်လို့ပြောမှာပေါ့နော်ထိုင်းဝန်ကြီးချုပ်ကလည်းရေးပေါ်အစည်းအဝေးလုပ်ပြီးတော့ဒီဘန်ကောက်မြို့မှာရေးပေါ်အခြေအနေကြေညာခဲ့တယ်အစပိုင်းမှာတော့ထိုင်းနိုင်ငံမှာရှိတဲ့လေဆိပ်အားလုံးကိုလေအစင်းတွေတက်တယ်ခဏပိတ်ခဲ့တယ်ဒီမြေအောက်ရထားစနစ်တွေလည်းလုံးဝရပ်ဆိုင်းခဲ့ပြီးတော့မြို့ကြီးတွေမှာရှိတဲ့ဒီပန်းချန်တွေပေါ့နော်ပစ္စည်းဆုံးရှုံးမှုကြောင့်အိမ်ပြန်လို့မရတဲ့လူတွေအိမ်ပြန်လို့မရပဲတောင်တင်နေတဲ့လူတွေပေါ့နော်အဲ့လူတွေအကုန်လုံးနေလို့ရအောင်ဒီ public toilet တွေ restroom တွေပြီးလို့ရှိရင်ဒီခဏနေဖို့နေရာတွေအများကြီးလုပ်ပေးထားတယ်လို့လည်းသိရဒီမြန်မာနိုင်ငံကငလျင်လုပ်ဖို့လားတော်တော်လေးများတဲ့နိုင်ငံတစ်ခုမှာပါတယ်လို့ပြောရမှာနော်ဒါက hidden fact တစ်ခုလို့ဖြစ်နေတာဘာလို့လဲဆိုအဓိကအကြောင်းကမြန်မာနိုင်ငံကIndian plate နဲ့ Eurasian plate နှစ်ခုတိရဲ့တိုက်မိနေတဲ့စကိုင်းပြည့်ရွေကျော်ကြီးပေါ်မှာမြန်မာနိုင်ငံအချက်အချာကြနေတော့တည်ရှိအဲ့ဒီပြည့်ရွေကျော်ကြီးနှစ်ခုကဒီမန္တလေးမြို့အပါဝင်ပေါ့နော်မြန်မာနိုင်ငံရဲ့ဒေသတော်တော်များများဖြတ်တန်းသွားတဲ့အဓိက
ဒီ geological ပြည့်ကျော်တစ်ခုဖြစ်နေတယ်စကိုင်း fault လို့လည်းတော်တော်များခေါ်ကြရပါတော့ဒါကတော့သူတို့ geology term တစ်ခုပေါ့စကိုင်း fault မှာနှစ်စဉ်18 mm နေပြီး49 mm လောက်အမြဲနှစ်တိုင်းရွေ့ရှားနေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာအကြီးဆုံးနဲ့ active အဖြစ်ဆုံးငလင်စုံတစ်ခုလို့လည်းပြောလို့ရတယ်ဒီပြည့်ကျော်ကြီးကရန်ကုန်နေပြည်တော်ပြီးတော့မန္တလေးမြို့နယ်နဲ့တော်တော်လေးနီးနီးကပ်ကပ်ရှိနေအောင်တွေ့ရတယ်ပေါ့နော်1839ခုနှစ်မှာလှုပ်ခတ်တဲ့အင်အား 8.0 နဲ့အထက်ရှိခဲ့တဲ့ဒီအင်ဝငလင်ကြီးကလည်းဒီပြည့်ကျော်ပေါ်မှာပဲဖြစ်ပွားခဲ့တယ်။လောက်ခတ်ခဲ့တဲ့အင်အား 7.7 Richter scale ရှိတဲ့ငလင်ဆိုလို့ရှိရင်လည်း1912ခုနှစ်ကမေမြို့မှာလောက်ခတ်ခဲ့တဲ့အင်အား 7.9 ရှိတဲ့ငလင်ပြီးလို့ရှိရင်အင်အားအပြင်းထန်ဆုံးငလင်တစ်ခုဖြစ်တယ်။ငလင်လောက်တဲ့အခါဘယ်လိုကောက်ဝဲရမလဲဆိုတာကိုအဓိကသိထားဖို့အရေးကြီးရပါတော့။အဓိကအိမ်ထဲမှာဆိုလို့ရှိရင်ခိုင်တဲ့စပွဲသုံးမဟုတ်ကတင်အောက်တွေတောင်းနေမှာမျိုးနေရည်တွေမှာမိတာမျိုးကတင်အောက်တွေကတင်မှာဝင်ပြီးတော့နှီးတာမျိုးအလေတက်မဟုတ်တောက်မှာပေါ့နော်။အဲ့လိုမျိုးနေရမျိုးလုပ်လို့ရတယ်။အဲ့လိုပုံလို့မရအောင်ဆိုလို့ရှိရင်လည်းနေရန်ဘေးမှာကျွန်တော်ကြောကပ်ပြီးတော့ခေါင်းကိုမထိမိအောင်ပေါ့နော်တခုကာထားမျိုးလက်နဲ့အုပ်ထားမျိုးကျွန်တော် prone position သို့မဟုတ်ကြုံလေးပေါ့နော်နေထားတင်တယ်ပေါ့နော်ပြတင်းပေါက်တွေမှန်နေတယ်ခက်ဝေးဝေးနေဖို့တင်တယ်ဟောလဲဆိုငနေလို့ရှိရင်မှန်နေကွဲနိုင်တဲ့အတွက်ကြောင့်အဲ့အပင်စားတွေကျွန်တော်တို့အတွက်အန်ဒီရရှိနိုင်တယ်အပြင်မှာရောက်နေလို့ရှိရင်လည်းအဆောက်အုံလေးလက်စစ်တက်တိုင်နေခက်ဝေးဝေးမှာနေအမိုးအခါတွေအောက်ကနေမျိုးထက်နိုင်များဝေးဝေးနေပြီးတော့မြင်မြင်မှာပဲထိုင်ချလဲရောင်းပြီးတော့ပေါ့နော်ကျွန်တော်ခေါင်းတွေကိုလက်နဲ့ကာထားမယ်အဓိကငလင်းလို့ရှိရင်ကျွန်တော်ကခေါင်းတွေရမ်းမူးတယ်ကားမောင်းနေနေဆိုလို့ဖြစ်တယ်ဆိုလို့ရှိရင်လည်းကားကိုလမ်းဘေးမှာချက်ချင်းရက်လိုက်တွေ့နေမှာတွေ့သလိုရက်ပြီးလို့ရှိရင်တရားတွေလမ်းအောင်တွေမှာတော့လုံးဝမချက်နေပါတော့ရက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘေးလွတ်တဲ့နေရာကိုဆင်းပြီးပြေးတာမျိုးလုပ်မယ်အဓိကတော့အမိုးအကာအပေါ်မှာပြုတ်ကြစရာဘာမှမရှိတဲ့နေရာမျိုးမှာကျွန်တော်ကနေနိုင်ရမယ်ပေါ့နော်ငလင်လုံနေတဲ့အချိန်မှာတော့ကားပေါ်နေရုပ်တရက်မစင်းပါနဲ့ငလင်ငြိမ်သွားတဲ့အထိစောင့်ပြီးတော့မှပဲကားပေါ်ဆင်းပေါ့ဘာလို့လဲဆိုငလင်အရင်လုံနေတဲ့အချိန်မှာကားပေါ်ဆင်းတဲ့အခါကျတော့အန်ဒီရဲ့အနောက်ကကားရဲ့အန်ဒီရဲ့လည်းရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ဆက်တော့မမောင်းနဲ့ပေါ့နော်ကျွန်တော်ဘေးကင်းတဲ့နေရာကိုချက်ချင်းရက်လိုက်ဖို့အရေးကြီးအဲ့တော့ငလင်အကြီးကြီးလှုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ဆက်တွဲငလင်ငယ်တွေကလည်းထပ်ပြီးတော့လှုပ်နိုင်ချေတော်တော်များတယ်ဒီနေ့လှုပ်ခဲ့တဲ့ဒီအင်အား 9.9 လောက်ရှိတဲ့ငလင်ပြီးရနောက်မှာလည်းအင်အား 6.8 တို့ 6.4 တို့ရှိရဲ့နောက်ဆက်တွဲငလင်ငယ်လည်းဒီသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်မှာထပ်ပြီးလှုပ်ခဲ့တယ်လို့သိရတယ်။အားကြောင့်ငလင်လှုပ်ပြီးသွားပြီဆိုပေမဲ့လည်းအန်ဒီကင်းပြီလို့ကျွန်တော်တို့ကတက်အပ်တော့ပြောလို့မရသေးဘူးပေါ့နော်။နောက်ဆက်တွဲငလင်တွေဘယ်ချိန်မှာထပ်လုံနေဆိုတာတော့အတိအကျခံမှန်းဖို့ခက်တယ်။ဒါပေမဲ့တတိနဲ့နေပြီးတော့ပြင်ဆင်ထားဖို့တော့အရင်အရေးကြီးရပေါ့နော်။ BBC လိုမျိုးသတင်းဌာနကလည်း6နိုင်တွင်ငလင်တွေထပ်ပြီးလှုပ်နိုင်သေးတယ်လို့တော့တတိပေးထားတယ်။လက်ရှိအချိန်ထိကတော့ရန်ကုန်မှာငလင်ပြန်လှုပ်တာတော့မရှိသေးဘူး။အားကြောင့်အားလုံးပဲပေါ့နော်ကိုယ့်ရဲ့အိမ်မှာငလင်အန်ဒီအတွက်ကျိုးရပြင်ဆင်တာမျိုးလှုပ်ထားတဲ့နဲ့တောင်တန်ကမြန်မာနိုင်ငံကငလင်ခဏခဏလှုပ်တယ်ဆိုပေမဲ့လည်းကြီးကြီးမားမားလှုပ်တာမျိုးကဒါနှစ်ပေါင်း100အတွင်းမှာပထမဆုံးချိန်ပြန်ဖြစ်တယ်လို့တော့သတင်းတွေပြောကြရပါတော့။အဲ့တော့ငလင်အန်ဒီကမြန်မာနိုင်ငံပြောမှဆိုစကိုင်းဖော့ရဲ့အပေါ်မှာအခြားကြကြကြီးတည်ရှိနေရတော့မှလူတွေကငလင်အန်ဒီကိုသိပြီးတတိမထားမိကြရရှိတယ်။ဘာလို့လဲဆိုတော့ဒီနိုင်ငံကအရင် active ဖြစ်နေတဲ့ zone ဆိုပေမဲ့အခုမှပြန် active ဖြစ်တယ်လို့ပြောရမှာပေါ့နော်။လူတွေကငလင်နဲ့အသိမရင်းနှီးကြအောင်ကျွန်တော်အဲ့လိုပဲမြင်တယ်။လူတော်တော်များကြိုတင်ပြင်ဆင်ထားမျိုးမလုပ်ထားဘူးပေါ့နော်ဂျပန်တို့လိုမျိုးနိုင်ငံမျိုးတွေအင်ဒိုနီးရှားတို့လိုမျိုးကျွန်းနိုင်ငံတွေတော်တော်များများကတော့ခဏခဏဒီဒဏ်ခံရတဲ့အတွက်သူတို့စီမှာကြိုတင်ပြင်ဆင်မှုတွေနည်းနည်းရှိရပေါ့နော်ပြီးတော့ကျွန်တော်အဲ့တော့ဘယ်လိုလုပ်ထားတင်လဲဆိုတော့အရေးပေါ်သုံးပစ္စည်းပါဝင်တဲ့ကြောဘိုးတွေကိုအစင်းသင်းဆောင်ထားဖို့လိုတယ်ဒါလေးပြန်လာခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်နောက်ပြီးတော့ရေတွေအစာကြောက်တွေပြီးရှေးဥဒုနာပြီး fast aid ပစ္စည်းတွေပေါ့နော်လို့ရှိရင်ဓမီတို့ဘာလို့အရေးကြီးတဲ့စာရွက်စာတမ်းတွေပတ်စံတွေမှတ်ပုံတွေတို့ passport တို့စသဖြင့်အရေးကြီးတဲ့ document တွေထည့်ထားပါပြီးတော့မိသားစုနဲ့အတူတူငလင်လို့ရှိရင်ဘယ်လိုမျိုးတုံ့ပြန်ရမလဲဆိုတာကိုလည်းကြိုပြီးဆွေးနွေးထားဖြစ်ပြီးဟေးဆိုတာနဲ့ကတော့ဘယ်လိုသွားမယ်ဘယ်ဘောင်းကနေဘယ်လိုထွက်မယ်ထွက်လို့မရရင်ဘာကိုလုပ်ကြမယ်အဲ့မျိုးကြိုပြီးတိုင်ပင်ထားရမယ်ပေါ့နော်ဘေးလို့ရောက်ဘယ်လိုသွားရမလဲဆိုတာလည်းကြိုပြီးစီစဉ်ထားရမယ်အဆမ်ဘယ် point ပေါ့နော်အဆမ်ဘယ် point မျိုးကတော့ဘယ်နာမှပြန်တွေ့မယ်တကယ်လို့လူချင်းကွဲဝိုင်းအောင်မှအသက်ရှင်သေးတယ်ထိခိုက်ဒဏ်ရာမဖြစ်ဘူးအဆင်ပြေသေးတဲ့ဆိုဒီကိုလာခဲ့ဖို့မျိုးပေါ့နော်assembly point လား assemble point ထားပါတော့အဲ့ထားလေးကိုတတ်မှတ်ထားဖို့တော့လိုတယ်ဒီနေ့ဖြစ်သွားခဲ့တဲ့မြန်မာနိုင်ငံရဲ့အင်အားပြင်းတဲ့ငလင်တစ်ခုကြောင့်ကျွန်တော်တို့ထိခိုက်ပျက်စီးမှုနဲ့လူအသေးပြောက်တွေတော်တော်ရှိခဲ့တယ်အဲ့အတွက်ကြောင့်ကျွန်တော်အားလုံးလည်းစိတ်မကောင်းဖြစ်ရတယ်သိဆုံးသွားတဲ့သူတွေအတွက်လည်းကျွန်တော်အယံဝမ်းလေးကိုကောင်းပါတယ်ပေါ့နော်တရားရရှိသူတွေအများဆုံးသက်သာပြောက်ကင်းပါလို့လည်းကျွန်တော်မျှော်လင့်တယ်နောက်ပြီးတော့နောက်ဆက်တွဲငလင်အန်တွေကနေပြီးတော့လည်းလုံလုံခြုံခြုံနဲ့ဘေးကင်းကင်းနေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းမိပါတယ် Stay safe